သွားခဲ့ပြီညိုလင့်ချက်နဲ့သက်ရှင်မယ်စိတ်တူတလက်နဲ့ရေမစေးသမားလေးမော်ဝဲလူသားတွေလောပန်းကြီးလို့ဖြစ်ရမယ်လေသုံးတတ်ရင်အစိတ်ဖြစ်မယ်မိသားစုကိုချစ်သလိုမျိုးငွေကိုတန်မိုးထားပြီးပြင်းချစ်တဲ့လောကရန်လက်ွယ်တွေကြမှာ